to Papa and Kelvin series. Please like and subscribe to my YouTube channel. Let's get started. Okay အဲ့တော့ကြတော့ဒီခေါက်ဘာတို့ပါဆက်ပြောမှလဲဆိုတော့ basic file management အကြောင်းပြောပြမယ်ဟုတ်ပြီနော် baby အဲ့တော့အဲ့ဒါမပြောခင်မှာငါတို့ပြောဖို့ရှိလဲဆိုတော့ပထမဆုံးဘာတို့ဒီအရင်ကပြောခဲ့ဘူးတဲ့ file ဆိုတာဘာလဲဆိုတာလေးတော့မှတ်မိအောင်ပြန်ပြောထားခဲ့မယ်ဟုတ်ပြီနော် file ဆိုတာကဘာလဲဆိုတော့သူပြောထားတယ် set of information လို့ပြောထားတယ်ဟုတ်ပြီနော်အချက်လက်တွေရှိနေတဲ့အစုအဝေးကြီးကို file လို့ခေါ်တယ်လို့ပြောထားတယ် file မှာလည်းအမျိုးအစားတွေအများကြီးရှိတယ်ဆိုတာဘာတို့ပြောခါပြီးပြီဟုတ်ပြီနော်အဲ့ဒါပြီးတဲ့အခါမှာ folder ဆိုတာက folder ထဲမှာ file တွေပါနိုင်တယ်လို့နောက်ထပ် sub folder တွေလည်းပါနိုင်တယ်ဆိုတာဘာတို့ပြောပြီးသွားပြီဟုတ်ပြီနော်ပြီးတော့ folder ကိုဘာလို့ဘာတို့သုံးတာလဲဆိုရင် file တွေ sub folder တွေကိုကောင်းကောင်း organize လုပ်ဖို့ဒါမှမဟုတ်ရင်သူတို့ကိုကောင်းကောင်းအုပ်စုလိုက်ခွဲပြီးထားဖို့အတွက်ကိုသုံးတယ်ဆိုတာပြောထားပေးပြီဟုတ်ပြီနော်ပြီးတော့ folder တွေမှာ folder name ရှိတယ် file တွေမှာ file name ရှိတယ်ဆိုလိုက်ပြောပြီးသွားပြီအဲ့တော့ file name မှာဆိုရင်အပိုင်းနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကကိုပေးထားတဲ့ name given name လို့ခေါ်ပြီးဒုတိယတစ်ပိုင်းက dot အနောက်မှာရှိတဲ့ extension ကိုခေါ်တယ်ဟုတ်ပြီနော်ပြီးတော့ဒါပေမဲ့တာမန် normal folder တွေမှာတော့ name ပဲရှိတယ်သူတို့စီမှာ extension မရှိဘူးအဲ့ဒီမှတ်မိလားတာဒါပြီးခဲ့တဲ့ခေါက်တော့ပြောထားတဲ့ဟာတွေ Yes, Papa. Okay အဲ့တော့အဲ့ဒါပြင်မှာဘာတို့ပြောခဲ့သေးလဲဆိုတော့ဘာတို့ file တွေကို root တွေ sub folder တွေ file တွေဘယ်လိုမျိုး structure လုပ်ထားတဲ့ဆိုတော့ဒီ file structure အကြောင်းလဲ folder structure အကြောင်းလဲပြောပြီးသွားပြီ Okay အဲ့တော့ဒီနေ့မှာဆက်ပြောပြမှာက basic file management file တွေကိုဘာတို့ဘယ်လို manage လုပ်မလဲဆိုတော့ပြောပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးဘာတို့ files တွေကိုဘယ်လို create လုပ်လဲဆိုရင်လေဘာတို့ရဲ့ computer ကြီးပေါ်မှာ right click ထောက်ပြီးတော့လေအဲ့မှာ new ဆိုတာရှိတယ်ပုံမှာပြထားတွေ့လားဗျအဲ့မှာ new ဆိုတာရှိတယ် new ကိုနှိပ်ပြီးလဲပြီးတော့အဲ့ဒီမှာ Folder. ဒီမှာကိုကပပဆိုင်မှာ file ဖြစ်တဲ့ကြောင့်မို့လို့သက်ဆိုင်ရာဟောဒီမှာရှိတဲ့ဒီတကယ်လို့ဘာ Microsoft Word လိုချင်တယ်ဆိုရင် Microsoft Word ဆိုတဲ့ document ဆိုတော့ရွေးလိုက်ရုံပဲပေါ့ဟုတ်ပြီလားဗျအဲ့ဒါတကယ်လို့ Microsoft PowerPoint presentation ဆိုရင်လည်းဘာလို့ဒီမှာ Microsoft PowerPoint presentation ဆိုတာလေးရွေးလိုက်ရုံပဲပေါ့ဟုတ်ပြီနော်အဲ့တော့တမန်ဖြစ်ဆိုရင်ဘာလို့ right click new နဲ့ copy သုံးလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းဘာလို့သက်ဆိုင်ရာ software ကြီးကိုဖွင့်ပြီးလဲပြီးတော့အဲ့ software နဲ့ new copy ရသုံးလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါတပြီးသားတွေပါနော်အဲ့တော့အဲ့လိုမျိုးခေါ်လိုက်ပြီဆိုရင်ဘာတို့ရဲ့ computer ပေါ်မှာဟောဒီလိုမျိုးသူက new Microsoft Word document ဆိုပြီးတော့အဲ့လိုပေါ်လာတယ်ဟုတ်ပြီနော်အခုအပြာရောင်လေးနဲ့တော့သူ highlight ဖြစ်ပြီးခြေထားတဲ့ကောင်က file name ဖြစ်ပြီးတော့အနောက်က .docx ဆိုတာက extension ဟုတ်တယ်နော်အဲ့ဒီလိုပဲဘာတို့က folder ကိုခေါ်ခြင်းနဲ့ဆိုရင်လေခုနလိုပဲ right click ကနေပြီးတော့ folder စီတာကိုယူလိုက်ရုံပဲပေါ့ဟုတ်ပြီနော်အဲ့တော့ new ပြီးရတဲ့ folder ဆိုတာကိုရွေးလိုက်ရုံပဲအဲ့တော့အဲ့လိုရွေးလိုက်ပြီဆိုရင်အဲ့ဒီ folder ကလည်းခုနလိုပဲ folder တကြီးပေါ်လာပြီးလဲပြီးတော့သူက new folder ဆိုတဲ့နာမည်နဲ့သူအသက်ဆောက်လာတာပေါ့ဟုတ်ပြီနော်အဲ့ဒီသားလောက်ခုတယ်မလားအခုတော့မှတ်မိတယ်မလားအဲ့တော့အခုဘာတို့ကနောက်တစ်ဆင့်ဘာပြောမလဲဆိုတော့အဲ့ဒီ folder တွေဒါမှမဟုတ်ရင် file တွေကိုဘယ်လိုမျိုးနာမည်ပြောင်းမလဲတနည်းအားဖြင့် English လို့ဆိုရင်ဘယ်လို rename လုပ်မလဲဆိုတာကိုပြောတာဟုတ်ပြီနော်အဲ့တော့ဘာတို့ rename လုပ်ချင်တယ်ဆိုရင်အဲ့ဒီ folder ဒါမှမဟုတ်ရင် file ပေါ်မှာဘာတို့က select လုပ်လိုက်ပြီးသွားရင်စာသားပေါ်မှာတစ်ချက် single click လို့ခေါ်တာပေါ့နော် click တစ်ချက်ခောက်လိုက်တာနဲ့အခုဒီမှာသူ့ရဲ့နာမည်နေရာကဒီမှာ highlight ဖြစ်သွားပြီဟုတ်တယ်နော်အဲ့ဒီ highlight ဖြစ်သွားတဲ့နာမည်မှာဘာတို့ကလိုချင်တဲ့ဟာကိုထပ်ပြီးရေးလိုက်ရင်ရေး override လုပ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့လိုထပ်ပြီးရေးလိုက်ရှင်ရေးလိုက်ဒါမှမဟုတ်ဘူးဆိုရင်လည်းဘာတို့ကစာကို delete လုပ်ပြီးကြပါ
ပြန်ပြီးတော့စာသားအသစ်နဲ့ပြန်ပြီးရိုက်ချင်တဲ့ရိုက်ပေါ့ဟုတ်ပြီနော်အဲ့ဒါဒီမှာ delete ဒါမှမဟုတ်ဘူးဆိုရင် overwrite your file name လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့တော့ခုနကတော့ဘာလို့လုပ်ထားတဲ့ file လေးကိုဘာလို့ကဒီမှာ KTHX computer ဆိုပြီးတော့ပြောင်းထားတာရေနောက်တစ်ခုကကြတော့ computer training ဆိုပြီးတော့ folder ကိုနာမည်ပြောင်းလိုက်ပြီဟုတ်ပြီနော်ဒါကူပါဒါပြီးကြမှာဟိုတင်နေပြီးတော့မှတတကိုပါလာကိုမှာ computer နဲ့ခေါက်ဆက်ကြည့်မယ်နော်ဟုတ်ပြီလားသားအဲ့ဒီမှာဆိုရင် new folder ဆိုတာကိုပပက KTHH testing ဆိုပြီးတော့ပြောင်းလိုက်တယ်အခုဒီမှာကြတော့ဟိုဒီ new Microsoft Word document ဆိုတာကို KTHH computer ဆိုပြီးပြောင်းလိုက်တယ်ဟုတ်ပြီနော်ဘာလို့ခုနကတော့ဒီ file ကိုခုနအရှိမလဲခုနလေးတင်ပါပြောလိုက်သေးတယ်မလားသား file မှာအပိုင်းနှစ်ပိုင်းရှိတယ်ဆိုတော့မေ့မှာဆိုလို့3စာထပ်ပြောတာဟုတ်ပြီနော် file မှာအပိုင်းနှစ်ပိုင်းရှိတယ်ပထမပိုင်းကပေးထားတဲ့နာမည်ခုနဆိုရင်ပါပေးလိုက်တဲ့ KTHH computer ဆိုတာကပေးထားတဲ့ given name ဖြစ်သွားပြီးတော့ .docx ဆိုတာကသူ့ရဲ့ extension ဟုတ်ပြီနော်အဲ့ဒီလိုပဲ folder မှာလေးကြည့်ကြည့်ပါဦးတာfolder မှာတတ် extension ပြောပြပါဦးရှိလား No. ဟုတ်တယ် folder ကကြတော့ file မဟုတ်တဲ့ကြောင့်တော့သူမှာ extension မရှိဘူးဟုတ်ပြီနော်အဲကြောင့်မလို့ဒီမှာဆိုရင် KTHH testing ဆိုတဲ့ name ကြီးတစ်ခုလုံးက given name ပဲဖြစ်နေတာဟုတ်ပြီနော် baby အဲ့တော့နောက်ထပ်သင်ခန်းစာအကြတော့ပပတို့ file တွေ folder တွေကိုဘယ်လို copy လုပ်လဲဆိုတော့ပြောတာဟုတ်ပြီနော်အဲ့ဒါကြတော့အခုတကယ်လို့အခုလောဆယ်ပပဒီမှာဘာနဲ့ပြထားလဲဆိုတော့ folder ကြီးနဲ့ပြထားတာဟုတ်ပြီနော်အဲ့တော့ပထမဆုံးကကိုကူးခြင်းနဲ့ folder ဒါမှမဟုတ်ရင် file ကိုပပတို့က click ခောက်ပြီးတော့အဲ့ပေါ်မှာ right click နှိပ်လိုက်တယ်ပြီးတော့အဲ့ဒီမှာဘာလို့သွားယူလိုက်လဲဆိုတော့ copy ဆိုတော့ပပတို့သွားယူလိုက်တယ်ဟုတ်ပြီနော် copy ဆိုတော့ယူလိုက်တယ်အဲ့တော့ပပအခုလောက်တာကူးမှမို့လို့လေဟုတ်ပြီလားတာခုမှမလို့ဘာလို့က copy ဆိုတော့ယူလိုက်တာအဲ့တော့အဲ့လို copy ယူပြီးသွားပြီဆိုရင်ကိုကဘယ်နေရာမှာ save ချင်လဲဆိုတော့ကြည့်လိုက်တကယ်လို့ document မှာ save ချင်တယ်ဆိုရင် document folder ကိုဖွင့်ဖို့သူလောဆယ်တော့ပပဒီဟိုမှာ desktop ပေါ်မှာပဲ save ထားတာပြထားမှာမလို့ desktop ပေါ်မှာပါ right click ခောက်လိုက်တယ်ဟုတ်ပြီနော်ပြီးတဲ့ဒီမှာဒီ paste ဆိုတဲ့ဟာလေးကိုပါသွားပြီးတော့ရွေးလိုက်တာနဲ့အဲ့ဒီမှာခုန folder လေးကဒီမှာ copy လေးနဲ့ပေါ်လာလိမ့်မယ်ဟုတ်ပြီနော်ဒီမှာကြည့်ကြည့် KTHH test နဲ့မှာ dash copy ဆိုတာရှိရတယ်လားအဲ့တော့ခုနဒီ folder ကြီးကိုသူက copy ယူလာတာပေါ့ဟုတ်ပြီလား baby သူကဒါ copy နဲ့ paste နဲ့တွေ့ရနော်ကိုယူလိုချင်တဲ့ကောင်ကိုကူးလိုက်တယ် copy နဲ့ကူးလိုက်တယ်ပြီးလည်းပြီးရောကိုသွားထားချိုက်တဲ့နေရာမှာသွားပြီးတော့ click ခောက်လိုက်ပြီးသွားရင် right click paste နဲ့ပြန်ချလိုက်တယ်ဟုတ်ပြီလားတာOkay. နောက်တစ်ခုကကြတော့ပပတို့ file တွေ manage လုပ်တယ်ဆိုတာက copy ရုံနဲ့မဟုတ်ခါကြတော့ဘာလို့ file တွေကိုရွှေ့ပလိုက်ချင်တယ်နေရာရွှေ့ပလိုက်ချင်တယ်ဥပမာဆိုတော့ပပရဲ့ desktop ပြီးမှာ file တွေရှုပ်နေတယ်ဆိုရင် file တွေကို desktop မှာမထားတော့ဘဲနဲ့ပပက folder တစ်ခုဆောက်ပြီးတော့အဲ့ထဲကိုပြောင်းရွှေ့ပလိုက်တာပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးရွှေ့ချင်တယ်ဆိုရင်ပပတို့ကဘယ်လိုလုပ်လိုက်အောင်လဲဆိုတော့ကြတော့ file လေးကို left click နဲ့ဖိပြီးလည်းပြီးတော့ဆွဲလိုက်အောင်ပဲပပ video လေးပြပြမယ်နော်ကြည့်မယ်နော်တွေ့လား baby ပြီးရင်ဖွင့်ကြည့်လိုက် folder ဖွင့်ကြည့်တဲ့အခါမှာ folder ထဲမှာအဲ့ folder လေးရောက်တယ်တွေ့လား set folder ဖြစ်သွားပြီပြန်ထုတ်ချင်တယ်ဆိုရင်အဲ့လိုဖိပြီးတော့ပြီးအောင်ဆွဲထုတ်လိုက်အောင်ပဲအဲ့မယ်နော်အဲ့တော့တကယ်ကတော့အဲ့ဒါကိုပပတို့က draw and drag လို့ခေါ်တယ်ဖိပြီးဆွဲလိုက်တယ်ဟုတ်ပြီလားအဲ့တော့ပပတို့ file တွေကိုနေရာရွှေ့ခြင်းအဲ့လိုရွှေ့လို့ရတယ်ဖိပြီးတော့ဆွဲလိုက်အောင်ပဲဟုတ်ပြီနော်အဲ့တော့အခုဆိုရင်ဘာခုနကတော့ copy လုပ်နည်းလေးပြောပြီးသွားပြီ move လုပ်နည်းနဲ့ပြောပြီးသွားပြီအဲ့တော့ file လေးတွေကိုဘာလို့ copy လုပ်တာလဲဘာလို့ move လုပ်လာလဲဆိုတာကိုဆက်ပြပြပေးမယ်ဟုတ်ပြီနော်တကယ်တော့ပပတို့ရဲ့ file တွေက computer ပေါ်မှာဥပမာဆိုတော့တသားကမြန်မာစာနဲ့ပတ်သက်တဲ့စာတွေကိုမှတ်စုထုတ်ထားရဲဆိုရင်အဲ့ဒီမှတ်စုကတသားတစ်ခုပြီးတစ်ခုထိုင်ကူးနေရင်ကြတော့မှတ်စုတွေအများကြီးဖြစ်နေမှာလေဟုတ်တယ်မလားဒါပေမဲ့အဲ့မှတ်စုတွေကလုံးတကယ်အတူတူပဲလေဘာလို့ copy ကူးထားတာဟုတ်တယ်မလားအဲ့ဒါဆိုတော့ပပတို့စာရွက်စာတမ်းတွေဖောင်းပွားတယ်လို့ခေါ်တာပေါ့အများကြီးဖြစ်နေတော့တကယ်လိုတာတစ်ခုပဲလိုတာလေဟုတ်တယ်မလားဒါ
အဲ့တော့အဲ့လိုဟာမျိုးအများကြီးမလိုတဲ့ဟာမျိုးကြီးကြတော့ပပတို့ကအဲ့လိုမျိုး copy မကူတော့ဘဲနဲ့မလုပ်လဲဆိုတော့ဟိုဥမာပပတို့ဆိုရင်ဒီမြန်မာစာဆိုပါဆိုမြန်မာစာဆိုရင်မြန်မာစာဆိုပြီး folder လေးတစ်ခုစောက်လိုက်မှာပေါ့စောက်ပြီးလဲပြီးအဲ့ထဲကိုတသားမြန်မာစာခုန file လေးကိုတော့ပြီးတော့ move လုပ်ထားလိုက်အဲ့ဒါဆိုရင်တသားမြန်မာစာဆိုတဲ့ folder ကိုဖွင့်ကြည့်တာနဲ့မြန်မာစာနဲ့ပတ်သက်တာအကုန်လုံးအဲ့ထဲမှာတစ်စုတစ်ဝေးနဲ့ရှိနေတာပေါ့ဟုတ်ပြီလား baby မဆိုပါတော့တဒါ game ဆိုပါဆို game နဲ့ပတ်သက်တဲ့ပုံလေးတွေဒါ download ဆွဲထားရရှိမယ်ဟုတ်တယ်မလားတာအဲ့မျိုးဆိုရင်လည်းအဲ့မှာဒါပုံလေးတစ်ပုံပြီးတစ်ပုံထားတော့ကြတော့ကွန်ပျူတာကြီးပေါ်မှာရှုပ်ရှက်ခက်ပြီးတော့ကိုကဘာကြည့်လို့ကြည့်ရမှမသိဖြစ်နေတယ်လေအဲ့ကြတော့ကိုကွန်ပျူတာလေးကတရဲ့ well organized ဖြစ်ဖို့ဆိုရင် folder လေးစောက်ထားလိုက်ပေါ့ဟုတ်ပြီလား baby အဲ့မှာ game picture ဆိုပြီးတော့ folder ကိုနာမည်ပေးလိုက်ပေါ့ပေးပြီးလဲပြီးရောအဲ့ဒီပုံလေးတွေကိုအဲ့ထဲကို drag လုပ်ပြီးတော့ဆွဲသွားလိုက်ပေါ့ဒါဆိုရင်အဲ့ပုံလေးတွေကအဲ့ဒီ game picture ဆိုတဲ့ folder ထဲမှာသူကတစုတဝေးနဲ့ရှိနေမှာပေါ့ဟုတ်ပြီလားအခုပပတို့ဘာလို့ file တွေကို move လုပ်ကြတာလဲတကယ်ကပပတို့ဘာလို့ file တွေကို move လုပ်တာလဲဆိုတော့ခုနကတော့ပပပြောသလိုမျိုးတသားစာရွက်စာတဲ့နေဥမာခုန game ဆိုတဲ့ game picture တွေအများကြီးပဲဆိုရင်ရှုပ်ရှက်ပြီးတော့ very messy ဖြစ်နေတယ်လေဟုတ်တယ်မလားအဲ့တော့အဲ့လို messy မဖြစ်အောင်လို့ပပတို့က well organized ဖြစ်ဖို့အတွက်ကိုပပတို့က folder တွေစောက်ပြီးတော့ move လုပ်လိုက်တာပေါ့ဟုတ်ပြီလားနေရာကိုရွှေ့လိုက်တာဖြစ်တဲ့ကြောင့်မလို့ move ဆိုတာနေရာရွှေ့တာလေနေရာရွှေ့တာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ file တစ်ခုလုံးကြီးကိုပပတို့ကရွှေ့ပလိုက်တာပေါ့အဲ့တော့သူက move လုပ်တယ်ဆိုတာကမူရင်း file မကြံခဲ့တော့ဘူးနေရာရွှေ့ပလိုက်ဟုတ်ပြီနော်ဒါပေမဲ့ပပတို့ file တွေကို copy လုပ်တဲ့ခါကျတော့ copy လုပ်တာဖြစ်တဲ့ကြောင့်မလို့မူရင်း file ကတစ်ခုနောက်ထပ် copy လုပ်တဲ့ file ကတစ်ခုဆိုနှစ်ခုဖြစ်သွားတယ်ခုန folder လေးမှာတွေ့တယ်မလားတာအဲ့တော့အဲ့ဒီဘာတို့ကဘာလို့ copy လုပ်တာလဲဆိုတော့တစ်ခါလေကြာရင်ဥပမာဆိုပါဆိုတတ mathematics လောက်ထားတဲ့ file define ရှိတယ်ဆိုပါဆိုအဲ့ဒီ file ကိုတတငယ်ချင်းကလည်းသူလည်းကြည့်ကျင်တယ်ဆိုတော့ကြာတော့တတအဲ့ file ကိုမူရင်း file မပေးဘဲနဲ့တတ copy file ပဲပေးလိုက်တာပေါ့အဲ့တော့ကြာတော့တတငယ်ချင်းကသူရေးချင်တာရေးပြချင်တာပြင်တတရဲ့မူရင်း file မှာဘာမှအပြောင်းလဲမရှိဘူးလေဟုတ်တယ်မလားတာအမို့ဆိုရင်တတမူရင်း file ပေးလိုက်တဲ့ခါမှာဆိုရင်သူကရှောက်ပြီးတော့အဲ့ဒီမှာမှတ်ထားတာတွေရှောက်ပြီးတော့အမှားတွေပြင်လိုက်တဲ့ဆိုရင်တတကသူအမှားရေးထားတာကိုတတသွားပြီးတော့ file နဲ့မှာ original file မှာသွားပြီးတော့ affect ဖြစ်နေမှာပေါ့ဟုတ်ပြီလား baby အဲ့ကြောင့်မလို့ file ကသူများတွေကိုပေးမယ်ဆိုရင်အများနဲ့ကိုက copy ပဲပေးမယ်ကိုရဲ့မူရင်း file ကိုစီမှာပဲထားမယ်ဟုတ်ပြီနော်အဲ့တော့သူများနဲ့မျှသုံးမယ်ဆိုရင် copy သုံးတယ်ဒါမှမဟုတ် file ကိုကွန်ပျူတာထဲမှာပဲတည်တည်ချာချာတရရဲ့နဲ့စုချင်နေဆိုရင် well organized လုပ်ဖို့ဆိုရင်ပပတို့က move လုပ်ပြထားတယ်သက်ဆိုင်ရာနေရာလေးတွေကို move လုပ်လိုက်တယ်နားလည်လားသားအဲ့တော့ copy နဲ့ move နဲ့နားလည်ပါပြီလားအဲ့တော့အခုဆိုရင် file နဲ့တသက်လောက်တက်သွားပြီနောက်တစ်ခါ file ကိုလည်းနာမည်ပေးတက်သွားပြီ file ကိုလည်း copy ကူးတက်သွားပြီ file ကိုလည်း move လုပ်တက်သွားပြီနောက်တစ်ခုပါရှိလဲဆိုတော့ file ကိုဖြတ်ကြည့်ရမှာပေါ့ delete လုပ်လိုက်ဟုတ်ပြီနော်အဲကြတော့ copy file တွေအများကြီးပဲဖြစ်နေတယ်ဆိုရင်မူရင်း file တစ် file ပဲထားပြီးကျန်တဲ့ file တွေကိုဘာလို့ကဖြတ်ပြတော့မှာပေါ့ဟုတ်ပြီလားသားနောက်မှဆိုရင်သူကရှုပ်ပွားနေမှာလေ file တူတူပဲအများကြီးဘာလို့စုထည့်ထားရင်ကွန်ပျူတာကြီးကလည်းမလိုလားအပ်ဖက်နဲ့ space တွေစားကုန်တာပေါ့အရှင်းမဘာပြောခဲ့တယ်မလား hard disk တွေအကြောင်းပြောခဲ့တယ်လေဟုတ်တယ်မလားသား hard disk ဆိုတာကအဲ့ဒီ document တွေကိုသူက save လုပ်ပေးတဲ့နေရာလေအဲ့တော့အများကြီးတွားပြီးတော့ပွားပြီး save ထားလိုက်လေသူစီမှာ space တွေနေရာကုန်သွားလေပဲလေဟုတ်တယ်မလားသားအဲ့ဒါကြောင့်မလို့ပပတို့က file ကိုအမျိုးအစားတူတာဆိုတခုပဲထားမှာပေါ့ကျန်တဲ့ကတော့ delete ခောက်ပလိုက်တာပေါ့ဟုတ်ပြီလားအဲ့လို delete ခောက်ဖို့ဆိုရင်ပပတို့ဘာလုပ်ကြမလဲဆိုရင်ねပထမဆုံး select the file you want to delete ကိုဖြတ်ချင်တဲ့ file ကိုရွေးမယ်ပြီးရင်ကွန်ပျူတာရဲ့အပေါ်ဆုံးတောင်မှသတ်တွေ့လားမသိဘူးကွန်ပျူတာပေါ်မှာ delete ဆိုတဲ့ key လေးတွေ့ရပါလားအဲ့ delete ဆိုတဲ့ key လေးကိုနှိပ်လိုက်ရုံပဲဒါဆိုရင်အဲ့ဒီ file လေးပျောက်သွားလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့အဲ့ file လေးကပျောက်သွားတယ်ဆိုပေမဲ့ဒီမှာပုံလေးမှပြထားတော့သူကဘယ်လိုရောက်သွားလဲဆိုတော့ဒီဟိုအပြရောင်ဘုံလေးကိုရောက်သွားတယ်ဒီနော်အဲ့ပြရောင်ဘုံလေးကိုဘာလို့ဘယ်လိုခေါ်လဲဆိုရင် recycle bin လို့ခေါ်တယ် English လို့ဒီနော်မြန်မာလိုခေါ်ရင်တော့အမှိုက်ဘုံပေါ့ဟုတ်ပြီလားအဲ့တော့ဥမာသားဟိုဟာပတ်စံတစ်ချက်ကိုမှားပြီးတော့အမှိုက်ဘုံတွေကိုပြစ်လိုက်တယ်ဆိုပါဆိုဒါဆိုရင်အဲ့ပတ်စံကိုသားနောက်တော့မှတတိယတော့မှဟိုငါပတ်စံမှားပြစ်တယ်ဆိုတီးပြီးဆိုတော့ကျွန်မသွားပြီးတော့အမှိုက်ဘုံနဲ့မှသွားပြန်ကောက်လို့ရသေးတယ်လေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဘာလို့အဲ့လိုမျိုးသူကကွန်ပျူတာပေါ်မှာ recycle bin ဆိုပြီးတော့အမှိုက်ဘုံလေးခဏထားပေးထားတာဟုတ်ပြီနော်အဲ့ဥမာဆိုသားနောက်ဖေးမှာအမှိုက်ဘုံနဲ့မှသွားပြီးတော့ပတ်စံတစ်ချက်ကိုသွားပြစ်လိုက်တယ်ဆိုရင်အဲ့$1ကိုပြန်သွားကောက်လို့ရသေးတယ်လေ
ဒါမှမဟုတ်ဘဲနဲ့အဲ့ဒီ$1ကြီးကိုတအမိုက်ဘုံထဲမှာ% မခံဘဲနဲ့တခါတည်းဟိုမြေထဲကိုပြစ်ပလိုက်တယ်ဆိုရင်တော့ပြန်ပြီးမရတော့ဘူးလေဟုတ်တယ်မလားတာအဲကြောင့်မလို့အမြဲတမ်းအကောင်းဆုံးကတော့အဲ့လိုအမိုက်ဘုံထဲမှာအရင်ပြစ်ကြတယ်အဲ့တော့ရိုးရိုးတင်နဲ့ delete ရခောက်ကြတာပေါ့မလုပ်တဲ့ဟာတွေဟုတ်ပြီနော်အဲ့တော့အမိုက်ဘုံထဲမှာ recycle bin ထဲမှာရောက်နေတယ်ဆိုရင်ဘာတို့ကပြန်ပြီးတော့လိုရင်ပြန်ပြီးတော့ယူသုံးလို့ရသေးတယ် recycle bin ထဲမှာများသောအားဖြင့်ကရက်30လောက်သူတို့က automatic save လုပ်ပေးထားတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဘာတို့တခါကြီးကြတော့ folder ကြီးထဲမှာ file တွေအများကြီးရှိနေတယ်ဟုတ်ပြီလားဗျအဲ့တော့ file တွေအများကြီးရှိနေတဲ့ခါမျိုးမှာဆိုရင်ကြတော့ဘာတို့ကဘာလုပ်ကြလဲဆိုတော့အဲ့ဒီ file တွေအများကြီးထဲမှာကိုကလိုချင်တဲ့ file ကိုပြန်ပြီးတော့ရှာရတယ်ပေါ့ဟုတ်ပြီနော်အဲ့လိုရှာတဲ့ခါမျိုးမှာကြာရင်ဘာတို့ကဒီမှာတစ်ခုချင်းလိုက်ပြီးတော့ဖြစ်ပြီးတော့မရှာတော့ဘဲနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့အဲ့ဒီအပေါ်ထောင်လေးမှာမတွေ့လား box တစ်လေးရှိရတွေ့လားတာအဲ့ဒီမှာ search ဆိုတဲ့ဒီ box တစ်လေးရှိအဲ့ထက်မှာကိုရှာခြင်းတဲ့ file ရဲ့နာမည်ကိုရိုက်ထည့်လိုက်ရုံမှာ automatic ထွက်လာလိမ့်မယ်ဟုတ်ပြီနော်ခုဒီမှာပါဗီဒီယိုလေးလုပ်ပေးထားတယ်ကြည့်လိုက်မယ်နော်အဲ့မှာ abc ဆိုတဲ့ file လေးကိုရှာမယ်တွေ့လားတာ abc လို့ရိုက်လိုက်တာနဲ့ automatic abc file တန်းထွက်လာတွေ့လားတာနော်တကယ်လို့ပြန်ဖြတ်ချင်တဲ့ဆိုရင်အနောက်ကချက်ချစ်ကက်ကလေးကိုဖိလိုက်ရုံပဲအဲ့ဒါဆိုရင် iPhone ပြန်ပြောက်သွားတယ်ဒါကြတော့တာရဲ့ကွန်ပျူတာထဲမှာ file တွေအများကြီးပဲဖြစ်နေပြီဆိုရင်အဲ့ဒီလိုနည်းနဲ့ရှာလို့ရတယ်ပြီလားတာအခုကကြတော့ file ကိုဘယ်လို search လုပ်လဲဆိုတော့ပြောပြတာအထင်နားလဲလား baby Yeah. okay နော်ကြဒါဆိုရင်ဒီနေ့ဘာတို့ဘာတွေသင်ခဲ့တယ်ဆိုတာလေးပြန်ပြောပြပေးမယ်ဟုတ်ပြီနော်တခြားကြည့်ကြည့်မယ်ပထမဆုံးဘာတို့ဘာတွေသင်ခဲ့ပြီလဲဆိုရင် file တွေ folder တွေကိုဘယ်လို create လုပ်လဲဆိုတာကိုသင်ထားပေးပြီဟုတ်ပြီနော်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီ file တွေ folder တွေ create လုပ်ထားတဲ့ကောင်တွေကိုဘယ်လိုမျိုး rename လုပ်လဲဘယ်လိုမျိုးနာမည်ပြောင်းလဲဆိုတာကိုပြောပြပြီးသွားပြီအဲ့ဒါပြီးတဲ့အခါမှာ file တွေကိုဘာတို့ဘယ်လို copy ကူးလဲနောက်တစ်ခါ file တွေကိုဘယ်လိုမျိုး move လုပ်လဲဆိုတော့ပြပြီးသွားပြီပြီနော်အဲ့ဒါပြီးတဲ့အခါမှာတော့နောက်ဆုံးဘာတို့က file တွေကိုမလိုတဲ့ file တွေကိုဘယ်လိုမျိုး delete ခောက်တယ်လဲနောက်တစ်ခါ folder ထဲမှာ file ကိုဘယ်လိုရှာလဲဆိုတဲ့အကြောင်းလေးပြပြပြီးသွားပြီဟုတ်ပြီလားအဲ့တော့ဒီနေ့တော့ကိုတန်းနားမလဲရရှိလား မရှိပါဘူး okay နော်အဲ့ဒါဆိုရင်ဒီနေ့ပြီးတော့အခုနတော့ပြောထားတဲ့ဟာတွေကိုသကွန်ပျူတာပေါ်မှာစမ်းကြည့်လိုက်မယ်ဟုတ်ပြီလားပြီးသွားရင်နှစ်ဖက်ကကြာတော့ဘာလို့ဘာဆက်ပြောပြမလဲဆိုတော့ introduction to cloud storage ဆိုတဲ့အကြောင်းပြပြပေးမယ်ဟုတ်ပြီနော် cloud ပေါ်မှာဘာလို့ဘယ်လိုမျိုးသိမ်းလို့ရလဲဆိုတော့ပြပြပေးမယ်ဟုတ်ပြီနော် Bye bye okay bye bye